ဘဲခောက်ဆွဲလှုပ်ရှားဖို့အတွက်ခောက်ဆွဲတွေအရင်ပြုတ်ပါမယ်ခောက်ဆွဲရပြီဆိုရင်ရေဆေးထားပေးမှာပေါ့နော်ခောက်ဆွဲတွေအေးတဲ့အထိရေဆေးထားပေးပေါ့အဲ့ဒါမှပဲခောက်ဆွဲတွေကမပွားသွားမှာပြီးရင်ပဲစိမ့်မုံတွေကိုရေဖြောထားပေးပါမယ်ဒီရေထဲမှာထည့်ဖို့ဒါကဥလိုက်ထည့်မယ်ချက်သွင်းပြီးဒါကတော့စီပတ်ဖို့ကျင်းရဲ့ချက်သွင်းပြီးချက်သွင်းဖြူကတော့ခွာပြီးသားရှိလို့မခွာဘူးဟင်းချဲရဲ့နဲ့မြန်မာပြည်ကကုန်စည်နှုန်းတွေပြောပြမယ်နော်ဒီငယ်ချင်းတွေထဲမှာတော့ကြီးနေတဲ့သူတွေထဲမှာနိုင်ငံခြားရောက်နေတဲ့သူတွေရှိတယ်လေအခုလက်ရှိရမှုပြည်နေမှာပေါ့ကျွန်တော်ကကျင်းတပိတ်တာဆိုရင်6000ဒါပိတ်တာလေးစီးပေါ့နော်30သားဆိုရင်800ဒါကျင်းကတော့ရှမ်းပြည်ကနေလာတာပေါ့ဒါဆိုတော့လမ်းကြီးခွန်ကြစိတ်တွေရှိရပါတော့။ဒီရလည်းဝေးတယ်နော်။အဲကြောင့်တခြားနေမြန်မာပြည်တခြားနေရာမှာတော့ဘယ်စီးလဲတော့မသိဘူးပေါ့နော်။လက်ရှိဘလော့စင်မွန်ပြည်နယ်မှာတော့အဲ့ဒီစီးတာချက်တုံစီးတွေတအားတဲ့နော်အခုဒီအသေးလေးတော့မှတပိတ်တာ6000ဒီမှာဆိုရင်ဒါမုန်တီဤခေါ်တာနော်အခုတပိတ်တာ6000တံပြာတီးလဲလှီးထားပါမယ်အစိတ်သေးလေးပေါ့နော်ခေါ်ဆွဲလေးမှနေစခေါ်ဆွဲထဲမှာခတ်စားဖို့စက်သွမိတ်လဲခူးရမယ်ကိုကအတက်ထွက်နေတဲ့စက်သွမိတ်တွေစက်သွနေစိတ်ထားအခုတော့တော်တော်လေးထွက်လာခုနေတူဖူးနေလှုပ်ရှားတော့တစ်ခါထဲစားပြီးစီးထဲမှာဝယ်စက်သွမိတ်တားစီးကြည့်အခုတဲ့ခုတလောဆိုမေးရ30တောင်း5000လေတစ်ခါရအကုန်လုံးမခုနေနေထားတော့နန်းနန်းပြင်လိုက်ထဲမယ်ဆိုလေချက်တော့အသေးလေးတွေကိုလည်းပပလေးထိထားပါလို့ဟော
ဆေးထားတဲ့ကြက်သွန်မိတ်နဲ့နန်းနန်းပင်ကိုထီးပါမယ်ဒါခေါ်ဆွဲတဲ့မှာထဲစားဖို့ပေါ့နော်ကျက်သွန်နီနန်းနန်းပင်ကျက်သွန်မဲမရှိရင်မထဲလိုက်ရပါတယ်နန်းနန်းပင်နဲ့ဆိုရင်အခုကရှိနေလို့ထဲလိုက်တာတံပြာပြီးဒီအချက်မုံဒီစီထားတဲ့ကျက်သွန်ဖြူကြီးကိုထောင်းပါမယ်ကျင်းနေကျက်သွန်ဖြူရရက်တော့ရင်ကျက်သွန်ဖြူနေစီပူလာရင်စနစ်မှုထဲပါမယ်ထောင်းထားတဲ့ကျက်သွန်ဖြူနေချင်းဒီမင်္ဂလာပြီဆိုရင်ဒီအောင်တင်မုံနည်းနည်းထည့်ပါနည်းနည်းပဲကြောင်ရပြည့်ဖြော်ထားတဲ့ဘဲအကြီးထဲပါမယ်ဒီပဲရည်တွေနည်းနည်းကျက်တဲ့အထိနားလေးကိုထည့်ပြီးတော့ဖြော်ထားတဲ့ပဲရည်တွေပြစ်လာပြီဆိုတော့ဒီနွေးထည့်ပေးပါမယ်
ဒီအစားအစာပေါ့နော်တမျိုးထဲကိုအဓိကအားပြုပြီးတော့ချက်တာဖြစ်တဲ့အတွက်ဒီရတာဒီပုံမှာပဲဒီလိုနော်ဒီအတွက်ဘဲမုံတော့ကောင်းကောင်းလေးသုံးကြည့်လို့ပါတယ်ဒီစေးထားတဲ့ချက်တူအသေးလေးတွေခါလေးထည့်ပါမယ်ရေကိုကွက်တိမထည့်ပဲနဲ့ဟင်းကြီးကိုခက်ကြဲကြဲအနေထားလေးဖြစ်အောင်ရေကိုထည့်ထားပါတော့အဲ့ဒါမှပဲတဲမာနဲ့ခါမာနဲ့အန်ဒီတော့တော့ကြာမှာပေါ့နော်စားချိုမို့ခါတဲ့ထဲပါမယ်ချိုမို့ဒီလိုထည့်ထားပြီးပြီဆိုရင်အိုးအဖုံးကိုမပိတ်ဘဲနဲ့တည်ထားမယ်နော်အိုးအဖုံးပိတ်ရင် तू ကဝီပြီးတော့ကြာတက် तू ကပဲပါတော့ဝီပြီးတော့ကြာတယ်ခင်ရတော့ရခါနီးလာပြီနော်ကျက်သွန်နေတဲ့ကျက်တော့မလဲပေါ်ငံကြီးကြီးပေါ်အခါကြာနော်ရေးထဲပါမယ်ကျက်သွန်ဦးလောက်ထဲပဲလားနံပါတ်နဲ့ထဲပါမယ်ကျက်သွန်လိုက်တံပြာတီ有啲冇啊，故事စားနေတယ်ရပါပြီပဲခောက်ဆွဲပါ